Stop setting for less. Google level upload ဖို့အချိန်တန်ပြီ Hi everyone, welcome to my channel. Sarah ဒီ channel လေးကိုဘာလို့ဖွင့်တာလဲဆိုတော့မြန်မာနိုင်ငံမှာရှိတဲ့အမျိုးသမီးတွေနဲ့လူငယ်တွေအတွက်ကိုယ့်ရဲ့ potential ကိုအပြည့်အဝအသုံးချနိုင်မှုနဲ့ emotional support ပေးခြင်းတဲ့အတွက်ပါ Today we are going to talk about very important. Yes, your self-worth. တိတ်ချရတဲ့သူစီကနေ text message တစ်စောင်ကိုနိုင်ပေါင်းများစွာထိုင်ဆောင်ပူလာဒါမှမဟုတ်တငယ်ချင်းတွေကြားမှာသူတို့ရဲ့အကြိုက်ကိုပဲလိုက်လုံနေရလို့ကိုပျောက်ဆုံးနေတယ်လို့ခံစားရလား Listen to me. You are not a backup option. If you don't value yourself, nobody as well. ကိုတမှုမထားသည့်ဘယ်သူမှလာပြီးတမှုထားမှာမဟုတ်ဘူးအဲ့ဒီတော့ပထမဆုံးအနေနဲ့ set your boundary စီတစ်ခုသတ်မှတ်ပါမြန်မာလူမျိုးတွေကအရန်အားနာတတ်ကြတယ်ဟုတ်တယ်မလား But being nice doesn't mean you have to be people pleaser အားနာတတာကောင်းပေမဲ့အားနာတာနဲ့အနိုင်ကျင့်ခံတာနဲ့မှမားပါနဲ့ဒါကိုဘယ်လိုဖြေရှင်းရမလဲဆိုတော့အစိတ်တောက်ဖြစ်စေရဲ့ဆက်ဆံရေး relationship တွေအကောင်လုံးဖြတ်တောက်ပေးပါ It's okay to lose people if it means finding yourself နံပါတ်2ကိုပြန်လည်ရင်းနှီးမြှုပ်နှံမှာစောက်တစ်ဖက်ပါ Take care of your skin and learn something new ကို level up လုပ်နေတဲ့မိန်းကလေးတယောက်ကဆွဲဆောင်မှုအရှိဆုံးပဲ The wizard list ပြောသလိုပဲ the way you treat yourself set the standard for other ရှင်ကကိုဘယင်မတယောက်လို့ဆက်ဆံနေဆိုရင်ခြားသူတွေကလည်းဘယင်မတယောက်လို့ဆက်ဆံလိမ့်မယ်ရှင်ကိုအောက်ချိန်မှာထားရဆိုလူရရှင်ကိုနင်းသွားလိမ့်မယ် So start romanticizing your life ကိုဘွားကိုတန်မိုးထားပါဒါက Sarah ရဲ့ပထမဆုံးဗီဒီယိုပါရှင်းရှောင်းမှာလဲ relationship အကြောင်းတွေ mental health အကြောင်းတွေနဲ့ကို level up လုပ်မဲ့အကြောင်းအရာတွေကိုပြောပြသွားမှာပါ If you're ready to become the best version of yourself subscribe လုပ်ထားဖို့မမေ့နဲ့နော် Remember you're worthy you're beautiful and you're enough see you in the next video bye